မိတ်ဆွေများအားလုံးမင်္ဂလာပါနော်ကျွန်တော်မိထားတဲ့2823နောက်ပိတ်ကလေးอ่ะတဲ့ကောင်းလားဆရာတဲ့နော်2823ဆိုတဲ့နောက်ပိတ်ကလေးอ่ะလူရွေးတယ်အလောက်ခံရွေးတယ်အသက်ရွယ်ရွေးတယ်အိမ်အောင်ရှိမရှိလဲရွေးချယ်တဲ့နံပါတ်တွဲလေးပါနော်ကိုကဘာအလုပ်တွေလုပ်လဲကိုကအသက်ရွယ်ဘယ်လောက်ရှိပြီလဲနောက်ပြီးတော့ကိုကအိမ်အောင်ရှိလားမရှိလားဆိုတာကိုဒါကလူရွေးတဲ့နံပါတ်ကလေးပါနော်လူတိုင်းမတုံးတင်တဲ့နံပါတ်တွဲလေးကိုလည်းခေါ်ပါတယ်နော်တကယ်လို့ပေါ့နော်မိတ်ဆွေရဲ့ပုံနံပါတ်တွေမှာဒီ2823ဆိုတဲ့နောက်ပိတ်ကကင်နာတယ်ဆိုလို့ရှိရင်ဒါအိမ်တော်ကြီးပြဿနာတွေများသေးတယ်နောက်ပြီးတော့ကိုကငွေကြီးကြီးမားမားရတယ်ဆိုပေမဲ့လည်းအကျွေးတောင်တင်စီတတ်တဲ့နံပါတ်တွဲလေးလို့ခေါ်ပါတယ်နော်တကယ်လို့ဒီနံပါတ်တွဲလေးတာကင်နာတယ်ဆိုလို့ရှိရင်အကျွေးတွေတင်ထားတယ်အိမ်တော်ကြီးပြဿနာတွေများတယ်ဆိုလို့ရှိရင်ဒီနံပါတ်တွဲလေးကိုစွန့်လွတ်ပြီးတော့တူထက်ကောင်းတဲ့နံပါတ်တွဲလေးတွေတူထက်အကျိုးပေးတဲ့နံပါတ်တွေကင်ဆောင်ဖို့အတွက်ဒီဗီဒီယိုလေးနဲ့အများသိအောင်လို့တိုက်တွန်းလိုက်ပါတယ်နော်ကဲမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ